ဘာဘွဲပြီးတော့တဲ့တယ်လို့နော်တကားဘွဲပြီးတော့ပြန်ရင်လို့ဟောအေးပါမနေ့ကတဲအောင်ပါလားလာအောင်ပါလားလာမနေ့ပဲလာတော့ဘယ်ပဲတော့မင်းမေဦးတော့ရောနာအေးပါရဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်က TH ဘိုင်းကြီးပါကဲဒီနေ့မှာတော့ဗောနော်မေသင်းချင်းနေဗောနော်ဘာတော်လဲတော့မသိဘူးဒါပေမဲ့မေသင်းချင်းလိုပဲဗောနော်အိမ်ပြန်ရင်းနဲ့နောက်တစ်ယောက်ဗောနော်ကဲအဲ့ဒီဗီဒီယိုလေးကိုကဲကျွန်တော်လည်းတူကြည့်လိုက်ကြရအောင်သမီးအကြောင်းမတက်ချင်ဘူးလားတော့မတက်ချင်ဘူးသမီးကျောင်းတယ်ပါလားစကားမှဆိုလို့လားဟမ်တော့သမီးရဲ့တောင်းမစားဘူးမစားပေးမယ်နော်ကျောင်းမတက်ဘူးဘာဖြစ်တယ်ကျောင်းမတက်ဘူးတော့ဝက်ဆက်ပေးမှာလေကျောင်းမတက်ဖို့ပတ်စံပေးမယ်။အော်အေးပါ။မေမေကိုလာဖို့ဆက်ဖို့။အော်အေးကျောင်းမတက်ဖို့သူကပတ်စံပေးမှာတဲ့ကျောင်းမတက်ဖို့ဆရာမကို။အေးမေမေကိုကူဖို့ဆက်ပေးတော့တပီးနော်ကူဖို့ဆက်ပေးမေမေကိုမမကူဖို့ဆက်ပေးမှာအော်ဆက်ပေးမယ်။ကျောင်းမတက်နဲ့အဲ့မှာနေဆက်ပေးမယ်နော်။မတက်သမီးကတော့ဗာလဲစာမတက်ရှင်လား။ဟုတ်တယ်အဲ့ဒါဘလို့တကားဝဲပြီးတော့တဲ့လို့နော်အဲ့ဒါမျိုးဆိုတော့ငါတို့နဲ့တူသွားပြီဟုတ်လားငါတို့နဲ့တူသွားပြီငါတို့နဲ့တူသွားပြီဘလို့ဘာဘွဲပြီးတော့တဲ့လို့နော်တကားဘွဲပြီးတော့ပြန်ရင်လို့ဟောအေးပါဟောမနေ့ကတဲအောင်ပါလားလာအောင်ပါလားလာမနေ့ပဲလာတော့ဘယ်ပဲတော့မင်းမေဦးတော့ရောနာအေးပါရဲ့ဒါအားတွေကိုပြန်ချင်းနေရပါတော့ပတ်သက်တောင်ပေးမှာသမီးရဲ့ဘာဖြစ်တယ်အမေတကားမပေးနဲ့သမီးရဲ့ပြန်ခြင်းလို့ပြန်မယ်လေညနေကျမပြန်ဘူးလားညနေကျမပြန်ဘူးဘာမှမပြန်မနေ့ကပြန်ရတယ်လေသမီးလေးမနေ့တိုင်းသမီးလေးလာခဲ့ပါနော်မနေ့အေးမနေ့ကျလာခဲ့လေအေးလာခဲ့သမီးလေးကူလွတ်ပေးနော်အေးလွတ်ပေးမယ်လေအခုလွတ်ပေးစာတင်ပြီးလို့ရှိရင်လွတ်ပေးမယ်လေနော်လိမ့်ပါတယ်နော်အေးဟမ်သူစကားလည်းမေးသေးချင်းတယ်ဘုံနေလားငါလားလို့အနီးပါကိုတက်တာစကားလည်းကိုပြန်မှာကိုပြန်အောင်မဘိုက်ဖောက်စားရလူရှိရမနေ့ကလူတွေ့မလားသမီးရောသိလားဘိုက်ပေါ်မှာသိလားသမီးရောသိလားဟုတ်လားအေးဟောဘက်တကားလေးဖွင့်ပေးရမှာအိပ်ပြီးမှပြန်မှာပေါ့အိပ်ပြီးစားတင်းပြီးမှပြန်မှာလေဆရာမမေးဘူးလေသမီးပဲအိပ်လေနော်အခုအိပ်တော့မှာလားဟုတ်လားမကိုကြီးရစော့နေတာလေသမီးပဲငိုးတာသမီးကငိုးလို့လားအေးလိုက်ဖို့မသမီးကပြောပါတော့မကြောက်လားသမီးပဲငိုးလာတယ်ချက်ဘူးလားဟမ်လိုက်ဖို့ပဲသမီးကိုပြီးကြပါကဲပါနော်ဗီဒီယိုဖိုင်လေးရတော့ဒါပဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တူတယောက်အမြင်နဲ့ပြောမယ်ဆိုရင်ပေါ့နော်ဒီဗီဒီယိုမျိုးလေးတွေကအကောင်းဘက်ကကြည့်ရဆိုလို့ရှိရင်လည်းဒါကလေးလေးချစ်စရာလေးပေါ့နော်အိမ်ပြန်ရင်လို့ငိုတယ်ဒီလိုပဲပေါ့နော်ဒီလိုတစ်မျိုးဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကအကောင်းနဲ့စိုးစုံတွဲနေတာဖြစ်တဲ့အတွက်ပေါ့နော်ကလေးတွေပေါ့နော်နောက်တဲ့ကလေးတွေများပေါ့နော်ဒီလိုဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတော့ပေါ့နော်အတူယူမှာကျွန်တော်စိုးရင်ပါတယ်ဒီလိုမျိုးပုံစံမျိုးလေးတွေပေါ့နော်အလုံးမျိုးလေးတွေမတင်ပေးသေးချင်ပါဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ကဲဗီဒီယိုလေးရတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်